ကဲမင်းသားလေးတဲ့စိတ်ရှုပါသည်ဖြစ်တဲ့အတွက်မြင်မြင်မှာမောင်နိုင်လဲအောင်တပုတ်ပြဆိုတော့မယ်အဲ့တော့မပန်းဝေးတဲ့တောင်းတပါဒီဖလက်နဲ့ပဲအခုဒီဖလက်နဲ့ကြာဒီဖလက်ဒီမပန်းဝေးဆိုတာဩဝရာထဲမှာဆိုရင်းနဲ့ပဲပြိဿရေဝင်ကြရောက်သွားတဲ့မပန်းဝေးဆိုတဲ့တေးလေးတစ်ပုတ်ကိုနောက်ဆုံးဖြည်းဖြည်းတင်ဆက်ပါရစေအဲ့တော့မောင်နိုင်လဲအောင်နှစ်ပုဒ်တာလောက်ပဲဆိုတာပါညကအကျွေးဆက်တဲ့သဘောဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးတစ်ပုဒ်အနေနဲ့မပန်းဝေးဆိုတဲ့ဒေးလေးကိုနားဆင်ခံစားပေးပါကောင်းပါတဲ့ဗန်းနေဝေငယ်ငယ်တော့ငါပန်းကြိုက်ပါတဲ့နာမည်လေးကမပန်းဝေမင်းရဲ့နာမည်ကမွေမင်းကောင်းပါတဲ့ဗန်းနေဝေငယ်ငယ်တော့ငါပန်းကြိုက်ပါတဲ့နာမည်လေးကမပန်းဝေချစ်တယ်ဝေပန်းနေလဲဝေသခုပန်းချစ်တယ်ချစ်တယ်မပန်းဝေနေရဲ့နာမည်ကမွေမင်းကောင်းပါတဲ့ပန်းနေဝေငယ်ငယ်တော့ငါပန်းကြိုက်ပါတဲ့နာမည်လေးကမပန်းဝေချစ်တယ်မပန်းဝေယောက်ျားဆိုတဲ့တရားတွေမင်းအနာမဝိုင်းနေရှိရှိသမျှယောက်ျားတွေမဲ့တွေ့ပါပဲလေခလုတ်တီကမမီတာနောင်တရပေါ်မပန်းဝေချစ်တယ်လေဝေပန်းနေလေတခုပန်းချစ်တယ်မပန်းဝေတခုပန်းချစ်တယ်မပန်းဝေဒီကလိုအနုပညာချစ်ကြတဲ့တန်ဖိုးရှင်မျိုးတော်ကြီးနဲ့နိုင်လျောင်းမောင်ရှင်တော်တို့ပွဲအနုပညာများကိုကပြတော်ပြည့်ရရှိရရမရခန္ဓာနဲ့ငွေကောင်းဆောင်မျိုးသမီးကောင်းဆောင်ရကဥပဒါကြီးနဲ့အားလုံးကိုအနုပညာချစ်ကြတဲ့အမိဖာတွေကြောင့်ရောက်ရှိရတယ်လို့မောင်